Sometimes all I think about is food. Late nights wanting waffles in my room. I really shouldn't get a takeout. Cause I'm poor, but I'm Nura, basa. Yo guys, ဂျိုရင်းပါဒီနေ့ကတော့မိသားစုလိုက်ဝါတီးလောက်ဖွင့်ကြတာဖြစ်ပါတယ်ဆိုတော့ barbecue တွေစားမယ်ဒီလို hot pot တွေစားမယ်ဆိုရင်တော့လူတော်တော်များများအတီးရွက်အများကြီးမစားကြနဲ့ဆိုမှပြောထားရှိတယ်ကွာဆိုတော့မလေးရှားကတော့အဲ့ဒါနဲ့ opposite ပါမလေးရှားမှာတော့အတီးရွက်ဈေးကအသားငါးဈေးနဲ့တန်းတူပါပဲဆိုတော့အတီးရွက်များများစားပါဂျိုရင်းကတော့အတီးရွက်စားတဲ့လူမဟုတ်တော့အတီးရွက်တွေ့ရမှာမဟုတ်ပါဘူးကျေးဇူးဒါပေမဲ့ဂျိုရင်းကမိုးဆိုတာရှိသမျှမိုးတွေကုန်စားပါတယ်အကြောင်းလို့မိုးကတော့အများကြီးထည့်တယ်ပြီးတော့အခုလိုမျိုး fish ball တွေဒီဘာဘောညာဘောတွေအများကြီးမဲ့မစားပါနဲ့ဒါကတော့ကျမကြီးနဲ့မငြင်းညွတ်ပါဘူးယူနေတာတွေနဲ့ပကံတွေကိုကြည့်ပြီးမှဟာများလာချီလိုက်လို့မထင်ပါနဲ့ဒါကခါလေးယူထားတာပါခဏကြိုင်ထိုင်လိုက်ထားလိုက်ဆိုရင်ရန်စားရတာ fee ပြတ်လို့ပါဒါကတော့ဂျုံလေးမကျွမ်းဆုံးအလုပ်တစ်ခုပါအဲ့ဒါတော့ sauce ဆက်တာပါ sauce ကိုဘလုံးဝလည်းမဆက်တတ်ပါဘူး sauce ဆက်တိုင်းလည်းမကောင်းပါဘူးအဲ့လိုပြောလို့မကြည့်ဘူးလားဆိုရင်တော့လည်းမဟုတ်ပါဘူးကြည့်ပါတယ်ဗီဒီယိုတွေရှာပြီးမှကြည့်ပါတယ်ဒါပေမဲ့လည်းမဆက်တတ်ပါဘူးကျေးဇူးပါဒါတော့ကျမကောင်းချင်အောင်ဆောင်ပြီးမှဆက်နေတဲ့ sauce ပါဒီဆိုင်ကတော့ Japanese barbecue ဆိုင်ပါဒီဆိုင်ရဲ့အဓိက main အသားကတော့ beef နဲ့ prawn ဖြစ်ပါတယ်ပြီးတော့ခုနောက်ပိုင်းသူ့မှာထပ်တိုးထားတာကတော့ စိတ်သားနဲ့ချက်သားပဲဖြစ်ပါတယ်ကိုရီမိသားစုလိုဝတ်သားမစားတဲ့လူတွေတော့ကတော့ဒီလိုဆိုင်ကကွက်တီပါပဲဝတ်သားမစားဘူးဆိုလို့ဘာမှတော့မဟုတ်ပါဘူးတွေးသုံးမျိုးရုံမလို့ဝတ်သားမစားတာပါကျေးဇူးပါဂျိုရင်းဒီနေ့တော့စားတဲ့ဆိုင်ကတော့ Starbucks Central Mall မှာရှိတဲ့ Barbecue Town ဆိုတဲ့ဆိုင်ခွဲမှာတော့စားတာဖြစ်ပါတယ်။ဒီဆိုင်ကတော့ခုမှအသစ်ဖွင့်ထားတဲ့ဆိုင်ခွဲဖြစ်ပါတယ်။အရင်တော့ Mid Valley မှာပဲရှိတာပေါ့နော်။ဒီဆိုင်ကတော့ဂျိုရင်းလို foodie တယောက်အကြိုက်ဆုံးတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။အခုတော့အိမ်နီးနားမှာဖွင့်လာတော့ဟောတိဖြစ်သွားပါပြီ။ဂျိုရင်းမှာလို့ဒီဆိုင်ကိုကြိုက်တယ်ဆိုရင်သူအသားတွေကလက်ဆက်ယုံတင်မကပဲနဲ့ကိုရီစားရင်းနဲ့ကုံသွားရဆိုရင်တော့ထယူစရာမလိုပါဘူး။မာလိုက်ရုံနဲ့ကိုစိတ်ကြိုက်တယ်လို့စပွဲထိလာရင်မှချပေးမှာဖြစ်ပါတယ်။အဲ့လိုပဲတော်တော်မစားရှာပါဘူး။တော်တော်မစားရှာပါဘူး။တချို့လူတွေကဂျုံရင်ပြောပါနော်။ဟာလေစားတဲ့တိတ်မစားအောင်တော့လေတကယ်တော့စားတိတ်မစားတာမဟုတ်ပါဘူး။ကိုကြိုက်တဲ့စားစာမဟုတ်လို့မစားတာပဲရှိတာပါ။ကိုကြိုက်တဲ့စားစာဆိုရင်တော့အရင်စားပါတယ်တဲ့။ဒါကတော့အကင်သမားလေးဂျုံရင်းပါ။ဂျုံရင်းနဲ့သွားပြီဆိုရင်တော့ဘာမှစိတ်ပူစရာမလိုပါဘူး service အပြည့်ပေးပါတယ် Sometimes all I think about is food. Late nights wanting waffles in my room. I really shouldn't get a takeout. Cause I'm poor, but I want it right now. Sometimes all I think about is food. Late nights wanting waffles in my room. ကဲဆိုတော့အခုက dessert time မှာ Japanese ဆိုင်ဆိုတဲ့အတိုင်း sushi ကတော့မပါဖြစ်ပါတော့ဆိုတော့အခုဂျိုရင်းယူနေတဲ့ဟာတွေကကျွန်တော်ကြိုက်ဆုံးနေပါပဲတယောက်တည်းစားဖို့တော့မဟုတ်ပါဘူးအကုန်လုံးစားဖို့တော့ယူပေးနေတာပါကဲခုကတော့မရှိမဖြစ် ice cream ပါပဲအချိုတဲဖို့အတွက်မရှိမဖြစ်ကတော့ ice cream ပါဂျိုရင်းခုယူနေတာတော့ vanilla flavor ပါကျွန်တော်ညီမကတော့ mint နဲ့ vanilla နဲ့ပေါင်းထားတဲ့ဟာယူပါတယ်ကျွန်တော်ကတော့ဘာလို့ mint ကိုလူတွေကြိုက်ကြတယ်တော့မသိပါဘူးတော့တိုက်စီအရက်တန်းနဲ့ဘာလို့လူတွေစားကြလဲတော့နားမလည်ပါဘူးဒါတော့သူ့ရဲ့ topping တွေပါအလားဆင်ပါတယ်ဒီကတော့ကြည့်ကောင်းအောင်လားဆင်နေရပါစားချင်လို့ဆင်နေတာတော့မဟုတ်ပါဘူးကျေးဇူးအဲ့လိုပဲသူများတဲ့တမွန်ထူးချလိုက်မှစောင်းဝင်အိပ်ပြောတဲ့ဂျိုရင်းကတော့အဲ့လိုပဲနည်းနည်းတမွန်ထူးချအောင်လုပ်လိုက်ပါတယ်အဲ့ဒါကြတော့လာတော့ရှာရှိတယ်လို့ခေါ်တာပေါ့နော်ဒါတော့အိမ်ကပေးရအများဆုံး2ယောက်ပါ I like to eat, 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 eat. အဲ့လိုပဲဆူရှီစားလိုက် ice cream စားလိုက်နဲ့ဘွားကြီးကိုတတရရဖြတ်တန်းနေပါတယ်ကျေးဇူးပါကဲစားလို့တောက်လို့လည်းပြီးပြီဆိုတော့အရင်ကြိုက်တဲ့အင်ဂျီဝယ်မယ်ဆိုမှတော့ကြည့်ပါတယ်ဒါပေမဲ့လည်း3ရောင်ရှိတာပဲရောင်ကျွေးအောင်လည်းမသိလို့သူမလေးကိုရွေးခိုင်းလိုက်ပါတယ်သူကနောက်ဆုံးတော့ဒီရောင်နဲ့လာနေဆိုတော့ဒီရောင်ဝယ်လာခဲ့ပါတယ်ဆိုတော့ဒီနေ့ vlog ကတော့ဒီလောက်ပါပဲ bye bye guys thank you for watching see you in next video bye bye guys